ဒါလေးကတော့ကျွန်တော်မနက်9:15လောက်ကိုပတ်ဖို့အတွက်ကိုအခင်းဝိုင်းနေမှစပတ်တော့မှာဖြစ်ပါတယ်ဗျဒါတော့ကျွန်တော်တင်တဲ့အကူတွေနဲ့ကျွန်တော်စောင့်ပြီးတော့ပတ်တော့ပါမယ်ကျွန်တော်တို့ပုံမှန်ပတ်နေရတော့ဖားကန်ဆောင်ရှိမယ်ကျွန်တော်လုံးခင်းဆောင်ရှိမယ်တာမကန်ဆောင်ရှိမယ်ပေါ့ဗျာဒီ3ဆောင်ထဲမှာကကြောက်တွေကတော့ကျွန်တော်တို့ဆယ်ကြီးပိုင်းရှိမယ်တောင်းကြီးသိန်းတွေရှိမယ်တော့ထောင်ပိုင်းတောင်းပိုင်းတွေလည်းရှိတယ်ပေါ့ဗျာဒါကတော့ကျွန်တော်အကူတွေမတွေကိုကျွန်တော်ပတ်ပြနေရင်းနဲ့ကျွန်တော်ရှင်းပြတာပေါ့ဗျာရှင်းပြရင်လည်းကြောက်တွေ့ရဆိုလဲကျွန်တော်ကြိုက်တဲ့အပေါက်လေးနဲ့ကျွန်တော်တို့ဝဲပုံတွေကိုကျွန်တော်ပြောပြနေတာဖြစ်ပါတယ်ဗျအနူးစိတ်နဲ့အသေးစိတ်ကိုတော့အခွင့်အာဏာတာတယ်လို့ကျွန်တော်ရှင်းပြနေပါတယ်အခုကြည့်နေတဲ့ကြောက်လေးဆိုတော်တော်လှပါတယ်ဗျဒါပေမဲ့ကျွန်တော်ဈေးပေးတာမရသေးဘူးပေါ့ဗျာကြောက်ကတော့ပဲကာလာငွေလေးဖြစ်ပါတယ်ဗျဒါကတော့တော့ဖားကန်ဆောင်မှာကျွန်တော်အသေးစိတ်ကြောက်မရရင်တော့ကျွန်တော်တင်တဲ့ညီလေးတွေကိုကျွန်တော်ရှင်းပြနေတာဖြစ်ပါတယ်ဗျဒါကျွန်တော်တင်တန်းမှာတော့မနက်9:00နာရီခွဲလောက်ကနေပြီးမှ10:00နာရီခွဲ9:00နာရီမတင်လောက်ထိကိုမှအခင်းဝိုင်းမှာရှင်းပြနေရင်းနဲ့ကျွန်တော်တင်တန်းသားတွေကိုတင်ပြပေးနေတာဖြစ်ပါတယ်ဗျဒါတော့အဝယ်ပဲပိုင်းပေါ့ဗျာမနက်ခင်းစောစီစီမှာဒီဘက်3ဆောင်ဘက်ကိုပတ်ပြီးတာနဲ့ကျွန်တော်တို့ဟိုဘက်လမ်း40ဘက်မှာကျွန်တော်တို့ထပ်ပြီးကြည့်ပါတယ်အဲ့ဘက်မှာလည်းလောလောဆယ်ဒီဘက်မှာရင်ကျွန်တော်ပတ်ကြည့်ပြီးတော့ကျွန်တော်တို့တမာတန်းပေါ့ဗျာကျွန်တော်ဒီမှာခေါ်တာတော့တမာတန်းလမ်း40ဘက်ကိုပတ်ပါတယ်ဗျဒီဘက်မှာလည်းကျွန်တော်တို့ပြောလို့ပေါ့ဗျာဆယ်ကြီးပိုင်းလည်းရှိမယ်ကျွန်တော်တို့တောင်းကြီးသိန်းတွေလည်းရှိမယ်တောင်းပိုင်းလေးတွေထောင်းပိုင်းလေးလည်းရှိပါမှာဗျဒီဟာပြီးတော့ဒီဘက်အရှိဘက်ထွက်မယ်ဆိုရင်တော့ကျွန်တော်တို့ဝင်မင်းကြီးဘက်အပေါက်ဖြစ်မယ်ကျွန်တော်တို့တမာတန်းဒီဘက်မှာလည်းဒါမေရှမ်းနာလေးပေါ့ဗျာဒီမှာကျတော့ဖြတ်သားလိုင်းလေးတွေနဲ့တခြားလိုင်းလေးတွေလည်းရှိပါတယ်ဗျဒါပေမဲ့ကျွန်တော်ကတော့အပွင့်လိုင်းရှိရတဲ့အတွက်အပွင့်လိုင်းဒါပြီးရင်9:00နာရီမတင်းလောက်ရောက်ပြီဆိုတော့ねဒါကျွန်တော်ပတ်ပြီးတော့ကျွန်တော်ထိုင်နဲ့ကျွန်တော်တို့39လမ်းကပကံကျောင်းပေါင်နာလေးမှာကျွန်တော်သွားထိုင်မှာဖြစ်ပါတယ်ဗျမထိုင်ခင်မှာကျွန်တော်ရတဲ့ကြောက်လေးကိုစဖြတ်တာပေါ့ဗျာဒါဟိုတနေ့ကကျွန်တော်တင်တဲ့အကူတယောက်ရဲ့ကြောက်လေးပေါ့ဗျာဒီကြောက်လေးကိုကျွန်တော်ဝယ်စည်းမပြောတော့ဘူးဆိုတာက BC လုတ်ပြီးတယ်ဖြစ်တယ်ကြောက်ကလေးကလည်းမင်္ဂလာလည်းဖြစ်တယ်ကြောက်ရဲ့မော်လေးကတော့ခန်းသီးပေါ့ဗျာခန်းသီးဟိုမှာ तू ကပန်းပေါ့ကျွန်တော်ပြောပန်းကျိုးမဟုတ်ဘူးဗျပန်းဟိုမှာ तू ကကျိုးပုံစံလေးပတ်နေလို့ပန်းကျိုးကိုပြောတာဗျအိုင်းလေးကလည်းဖြောင်းနေပေါ့ဗျာဒါနဲ့ကျွန်တော်တို့ဒီကိုအစအဆုံးတော့မလိုက်တော့ဘူးဗျဒီရပိုင်းဈေးကွက်ကလည်းတိတ်မကောင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ထင်တဲ့နန်းလေးတွေမန်းနေရာလေးကိုပုတ်ပြီးမှကျွန်တော်ကဒီပုံစံတိုင်းလေးမန်းလေးဈေးကွက်ကိုထိုးကြည့်တော့မန်းလေးဈေးကွက်မှာပထမပေးတာကြက်ကြီးပိုင်းပေးတယ်ကျွန်တော်30ပေါ့ဗျာကြက်ကြီး30လောက်မှပေးတယ်အဲ့ဒါကျွန်တော်နည်းနည်းပါးပါးအစွဲပြုတ်နဲ့တိုက်ကြည့်တဲ့အချိန်မှာကြောက်ကတော့မင်္ဂလာဖြစ်တယ်ပေါ့ဗျာမင်္ဂလာဖြစ်တော့ကျွန်တော်လည်းစီးခဲ့တဲ့တရားဝင်ဈေးလေးက12သိန်းတော့ရောက်သွားတယ်ဗျဒီ12သိန်းမှတင်ကျွန်တော်ရောင်းပေးလိုက်ပါတယ်ဗျကျွန်တော်ထက်ကပြန်ဝယ်သွားတဲ့လူကလည်းတော်တော်မင်္ဂလာဖြစ်ပါတယ်လို့တော့ပြောပါတယ်ဒါနဲ့အားတော့ကျွန်တော်တင်တန်းမှာ9:00နာရီထိုင်တဲ့နေရာမှာဖြစ်ပါတယ်ဗျဒီမှာကတော့ပွဲတိုက်တာနဲ့ကျွန်တော်ကအယောင်းဝယ်ဘက်ကိုလက်တွေ့တင်ကြားပေးနေတာဖြစ်ပါတယ်ဗျကျွန်တော်တင်တန်းလေးကတော့မတက်မချင်းအတက်တင်ပါဗျအားလုံးမင်္ဂလာရှိသောနေ့ရက်လေးမှာပျော်ရွှင်နိုင်ကြပါစေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျတင်တန်းလေးကိုတက်ချင်တယ်ဆိုရင်တော့ခုဗီဒီယိုဖိုင်လေးရဲ့အောက်မှာကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်လေးရှိတယ် TikTok CV မှာလည်းလာပြောလို့ရပါတယ်ဗျအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်